ရှင်ဗျာမေကွန်မေးလျှောက်ခွင့်ပြုပါရှင်ဗျာကိုတက်တည်တဲ့အခါမှာဟိုအရှင်ဗျာပြောတာဟိုကံမထိုက်ဘူးပေါ့ပါဏာတိပါဒကံတော့မထိုက်ဘူးဟုတ်တယ်ဒါဆိုရင်အပယ်ရောကြာနိုင်မလားရှင်ကြာနိုင်တယ် तू ကကိုတက်တည်တယ်ဆိုတာနဲတဲ့ဒေါသကြီးမဟုတ်ဘူးစင်ကိုတက်တည်လောက်အောင်ဟိုဒေါသဖြစ်တာလေဒါကအလွန် तू စိတ်ဆင်းရဲမှကိုတက်လူတိုင်းလူတိုင်းကိုချစ်တယ် तू အတ္တတမန်ပေမန်နဲ့တီလို့ပြောတာပေါ့မိမိကိုချစ်တဲ့အချက်နဲ့တူတဲ့အချက်ဆိုလောကမှာမရှိဘူးနော်ဘယ်သူပဲပြောသူ့ကိုငါချစ်တယ်ငါ့ကိုသူချစ်တယ်ဆိုတာဒါလည်းလိန်ညာနေတာတကယ်တော့မရှိဘူးအတူတယ်ရဲတော့မယုံနဲ့တဲ့လားရဲတော့မယုံနဲ့နောက်ကိုလှည့်ကြည့်တယ်ကိုကြည့်ပါလားမယုံနဲ့နော်အဲ့ဒါမစ္ဆာပြလက်တကအဲ့ပြဿနာကြုံမှုတယ်ဟိုမန်လိကံပြပြားရဲ့ကောသလမင်းကြီးရဲ့နော်အတူတူလင်းချင်းခံနေတဲ့အချိန်မှာကောသလမင်းကြီးရဲ့အဲ့ဒါမေးတာနှမတဲ့လောကမှာအရှိဆုံးကဘာတူလဲပေါ့နော်ဘာတူရှင်းလဲဆိုမိဖုရားကြီးကဘုရားတရားနာထားတာဆိုတော့ကိုအရှိဆုံးပဲဘယင်ကမချင်တယ်ဘယင်ဖြစ်ချင်တာငါ့ကိုချစ်တယ်ဖြစ်စေချင်တာလေသူကဘယင်ဖြစ်စေချင်တာကသူ့ကိုပေါ့နော်မောင်တော့ကိုချစ်ပါတယ်ဆိုတာကိုဖြစ်စေချင်တာလေဟိုမိဖုရားကြီးကဖြစ်ဘူးသူကကိုအရှိဆုံးတယ်သူမချင်တယ်ဘူးနော်ကောသလမင်းမချင်တယ်ဘူးအဲ့မှာသူတော်ရှင်းပြတယ်ဇနန်းချင်တော့မှဆိုလို့အဲ့တော့ကောသလမင်းနားလဲအောင်အဲ့မှာသူရှင်းပြတယ်သဘောပေါက်သွားတာပေါ့နော်ဆိုတော့ဒါလောကမှာကိုကအရှိဆုံးတယ်ပေါ့အဲ့တော့ဆိုတော့ကိုချစ်တဲ့ပုံကိုတယောက်ကကိုတက်တည်တယ်ဆိုတော့လေဒါအလွန်သူ့မှာဒေါသအလွန်ကြီးနေလို့ပေါ့နော်ဒေါသမကြီးဘဲနဲ့ကိုမတက်တည်နိုင်ပါဘူးဒါကြောင့်ဒီအကုသိုလ်စိတ်နဲ့တည်သွားမယ်ဆိုရင်အပယ်ချဖို့ကအလုံးဝတေချတဲ့လောက်ဖြစ်ပါတယ်ကိုတက်တည်တာလေရှင်ဗျာဟိုဆက်မေကွန်မေးလျှောက်ခွင့်ပြုပါရှင်ဗျာတချို့တွေကြတော့ဒီဟိုမိသားစုတွေမှာပေါ့နော်ရှင်ဗျာတူတယောက်ကဟိုတခြားဟိုယောဂဖြစ်တယ်ပဲထားဟိုဖြစ်ပေါ့နော်အခုဆိုရင်ဟိုကိုဗစ်ကိုဟိုစတော့ခံစားရတဲ့အချိန်မှာဟိုတခြားသားသမီးတွေပဲဖြစ်တခြားသူ့ရဲ့အမျိုးသမီးသူ့ရဲ့သားသမီးတွေစိတ်မစင်းရအောင်သူတို့စစ်ဟိုလှုပ်ရှားရုန်းကန်နေတာတွေကိုအာယုံထဲမှာတဏှာကရုဏာဖြစ်ပြီးတော့ငါကြောင့်ဖြစ်ရလေခြင်းဆိုပြီးငါမရှိရင်ဒီငါသားသမီးတွေငါမိန်းမတွေအလုံးမရှုပ်တော့ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကိုတေချောင်းကြံတာတွေရှိရပေါ့ရှင်ဗျ။ဒါကြရင်ရောဘယ်လိုအပြည့်ရှိနိုင်လဲရှင်။ခုနပြောပြီးနှစ်ပိုင်းနေတာကြတော့လေသူဟိုကိုကြောင့်သူများဒုက္ခမရောက်စေချင်တဲ့စိတ်ကဒါကုသိုလ်စိတ်လေဒါကောင်းတဲ့စိတ်ပဲပေါ့နော်အဲ့ဒါပေမဲ့ကိုတက်တည်တဲ့အချိန်မှာတော့ဒါမကောင်းတဲ့စိတ်ဖြစ်သွားပြီစိတ်ကအယမ်းမြန်တယ်ခြေပိုင်းကာလမှာတော့သူကောင်းတဲ့စိတ်ကလေးဖြစ်သွားတယ်ဒါပေမဲ့တကယ်ကိုတက်တည်လိုက်တဲ့အချိန်မှာကျတော့မကောင်းတဲ့စိတ်ဖြစ်ပြီးမကြိုးသူချမယ်ရေတဲ့ခုံချမယ်အစိတ်တောက်မယ်ဆိုဒီဟာတွေလုံနေတဲ့အချိန်မှာသူအကုသိုလ်ကြီးပဲအားလုံးကဒီမတိုင်ခင်ရှေ့မှာတော့ကောင်းတဲ့စိတ်ကလေးဖြစ်သွားတယ်ဥဒ္ဒရင်ပြောဖို့ပါတယ်ရဟန်းဝင်ဒီမှာနော်ဟိုမျက်တည်မနှုတ်ပါဘူးဆိုတာရှိတယ်โอเคဖျားစီဒီမှာမျက်တည်ပေါက်နေတယ်အဲ့တော့ဖျားတန်ရှင်လုပ်ချင်တဲ့စိတ်နဲ့ကိုမျက်သွားတုံမယ်ဝီနီလည်းတည်တယ်မျက်နှာရင်အားပဲတင်မယ်ဆိုတာတည်တယ်အဲ့တော့ तू ကုသိုလ်ရမလားအကုသိုလ်ပြမလားရမလားလို့မေးနှစ်ပိုင်းရမှာပဲဖျားကိုတန်ရှင်းစေချင်တဲ့စိတ်ကကုသိုလ်တစ်ပိုင်းတကယ်ဝီနီကိုတည်တယ်နဲ့တော့လုံနေတာကြတော့အကုသိုလ်တစ်ပိုင်းသူ့ပိုင်းနဲ့သူတော့မတူးနော်မလုပ်ခင်မှာတော့ तू ကုသိုလ်စိတ်ဖြစ်တယ်ဟုတ်တယ်ဟောဖျားတန်ရှင်းစေချင်တယ်ဖျားကငါတန်ရှင်းလုပ်မယ်ကုသိုလ်စိတ်ဖြစ်တယ်တကယ်ဝီနီကိုတည်တယ်နဲ့မျက်သွားနှုတ်တာကြတော့အကုသိုလ်ဖြစ်သွားပြီဘာအကုသိုလ်လဲမေးဖျားရှင်ရဲ့ဝီနီကိုတည်တယ်နဲ့လွန်ကျူးတဲ့အကုသိုလ်ပဲနော်ဟိုတီလာဝိသောစနေကျမ်းမှာလားမသိအဲ့ဒီမှာတော့ဒါအကုသိုလ်တော့ပုံများအောင်မယ်ဆိုတဲ့ပုံစံမျိုးဆရာတို့ရတော့ရေးတာပေါ့နော်ဒါဆရာတို့ရဲ့ဝင်နေအလေးပေးရေးတဲ့သဘောနဲ့တူတယ်အဲ့တော့နှစ်ပိုင်းရမယ်လို့ပြောချင်တာပါနော်တကယ်လုပ်တဲ့အခါမှာဖြစ်တဲ့စိတ်ကတစ်ပိုင်းနဲ့မလုပ်ခင်လုပ်တဲ့ဖြစ်တဲ့တစ်ပိုင်းပဲမတူဘူးပေါ့နော်ဟိုတော့ခါဦးစင်းပြောသလိုလေတချို့ဆရာဝန်တွေလူမမာကိုတဏှာလို့စိတ်ထိုးတယ်ဆိုတာမျိုးကြီးနော်အဲ့လူမမာကိုဒုက္ခဝေဒနာတွေခံစားနေရတော့မကြည့်ရဘူးတဏှာတယ်စိတ်ထိုးလိုက်တယ်အဲ့တဏှာတယ်ဆိုတာတစ်ပိုင်းပဲဒါစိတ်ထိုးတဲ့အချိန်မှာဒါတက်တဲ့စိတ်ကတစ်ပိုင်းသူကမဆိုင်ဘူးသူကသူ့ပိုင်းနဲ့သူခွဲအောင်အဲ့တော့ဟိုခုနရဲထုံးမဲတယ်လို့လေဟိုတက်လို့တဲ့စိတ်ပါပါမလားပေါ့သူမြင်တယ်သူ့ကိုစိတ်ထိုးရဲဆိုတာသူ့တည်သွားစေခြင်းတဲ့စိတ်ကပါပြီးသားပဲဟုတ်လားတဏှာဒုက္ခဝေဒနာကိုဖယ်ရှားပေးခြင်းတဲ့စိတ်ကတစ်ပိုင်းတက်ဒီစိတ်ထိုးရဲဆိုတာသူ့ကိုတည်သွားစေခြင်းတာပဲလေမတည်သွားစေခြင်းပဲနဲ့ဒီလူကိုထိုးလို့မှမရတာဟုတ်တယ်မလားတည်စေခြင်းတဲ့စိတ်ပဲလေဒါဟုတ်တယ်မလားအဲ့ဒါကြောင့်အဲ့စေတနာကဒါဝတ္တကစေတနာဘာအဘိဓမ္မာမှာပေါ့နော်တည်စေလို့တဲ့စေတနာပဲအဲ့ဒါအကုသိုလ်ပဲလေနော်နှစ်ပိုင်းပေါ့နော်ရှင်ဗျာဆက်မေးကုန်မေးရှောင်းခွင့်ပြုပါဗျာခုနဆရာတော်ဘုရားပြောသလိုပဲဆရာဝန်တွေဆေးထိုးတတ်တယ်ဆိုပြီးဒီဆေးရုံမှာယောဂကလုံးဝပြန်မထားနိုင်တော့ဘောနော်ပြန်မထားနိုင်ဘဲနဲ့လဲနေတဲ့အချိန်မှာမိသားစုတွေကလည်းမတတ်နိုင်တော့ဘောနော်ဈေးတွေမတတ်နိုင်တဲ့အတွက်ကြောင့်မလို့အမေဖြစ်တဲ့လူကိုဆရာဝန်တွေကိုလှုပ်လိုက်ပါဆိုတော့ပြောလိုက်တဲ့အချိန်မှာဆရာဝန်တွေတော့လှုပ်လိုက်တော့ဆရာတော်ခုနပြောလိုက်တဲ့အတွက်ဆရာဝန်တွေကတော့သေးစေခြင်းနဲ့စေတနာနဲ့သေတာမဟုတ်ဘူးဆိုတော့တပိုင်းကတော့ပြီးပါပြီဗျဒါပေမဲ့တာသမီတွေအနေနဲ့ကျတော့သူက
ဟိုဆရာဝန်တွေကိုခွင့်ပြုလိုက်တဲ့သဘောဖြစ်သွားတော့ဗျအဲ့ဒါကြတော့သာသမီတွေမှာကြတော့မတုအဲ့ဒီပြင်စနန္ဒီယကံမြောက်တလားဟိုပါဏာတိပါတာကံဘယ်လိုမြောက်အောင်မလဲ မလုံကောင်းဘူးအဲ့ဒါဦးဇင်းတို့အချိန်ချင်းခဏခဏသတိပေးတယ်ဟိုတော့ငငယ်ကလေးကအဲ့ဒီဆောင်းပါးလေးဖတ်ဘူးတယ်ဟိုကလေးဘွားကလေးကအဲ့ဒီကံတွေထိုက်တတ်တယ်နော်မလုပ်ပါဘူးကိုယ့်ရဲ့အမေဖေတွေအဲ့လိုမျိုးဒုက္ခဝေဒနာခံစားနေရတယ်ဆိုတော့အဲ့ဒါကိုမကြည့်ရလို့သားသမီးတွေကဆရာဝန်ကိုလုတ်ခိုင်းလိုက်တာမျိုးကိုတော့မလုပ်ဘူးဆရာဝန်လုတ်ခိုင်းသဘောတူလက်မှတ်ထိုးတယ်မလုပ်ပါဘူးအဲ့ဒါကံထောက်တယ်ကံထိုက်တယ်ဟိုတော့ပါဏာတိပါဒမှာပါလိမ့်မယ်ကိုယ်တိုင်တက်ရတယ်မကောက်သူများကိုခိုင်းတာလည်းပါတယ်လေသူများကိုခိုင်းတာလည်းမရအဲ့တော့ကိုတော့စေးမထိုးဘူးစေးမဖြတ်ဘူးဆရာဝန်ကိုလုတ်ခွင့်ပြုလိုက်တဲ့သဘောတူလိုက်တယ်ဆိုဒါခွင့်ပြုတာပဲလေကံထိုက်တယ်ကံနော်အဲ့ဒါအမေဆိုရင်မာတုကာကံထိုက်မယ်အဖေဆိုပိတုကာကံထိုက်တယ်အဲ့ဒါကြောင့်အဲ့လိုမျိုးဒုက္ခဝေဒနာခံစားရတဲ့အမေဖေကိုအဲ့လိုမျိုးညံ့ညံ့သိသွားအောင်လို့လုတ်ခွင့်မပြုအောင်နော်သူတမိနစ်ရှည်ရှည်တနာရီအသက်ရှည်ရှည်အသက်ရှည်ရခြင်းဟာသူ့အတွက်နေတတ်ရင်အကျိုးအရမ်းရှိတယ်နော်နည်းနည်းစက်မိပြောရမယ်ဆိုလူဘွားရဲ့တန်ဖိုးနည်းနည်းသိအောင်ပြောလိုက်အောင်ပါတချို့ကလူဘွားတစ်ခုကလက်လွတ်စပယ်ဆုံးရှုံးနေကြတာပေါ့နော်ဟုတ်တနာရီနေရတမိနစ်လောက်ပဲနေရအဲ့တမိနစ်အတွင်းမှာလူဘွားမှာဘာမှမဆိုဖြစ်သွားနိုင်ဥပမာရဟန္တာဖြစ်သွားနိုင်တယ်ဟုတ်တယ်မလားဝိပဿနာအားထုတ်နေတဲ့ယောဂီသားဖြစ်ခဲ့မယ်ဆိုလို့ချင်းအဲ့တမိနစ်အတွင်းမှာလည်းသူရဟန္တာဖြစ်သွားနိုင်တာပဲတောတာပန်ဖြစ်သွားနိုင်တာပဲတမိနစ်ဆိုတဲ့အချိန်ကတော့သူ့အတွက်အများကြီးတရားချွတ်မဲ့လို့ရတယ်ဆိုတာလေလူဘွားကနေတည်သွားလို့ရှိရင်ကောင်းရာဒုက္ခတွေရောက်ဖို့မသေးချာဘူးအပယ်ကျသွားနိုင်တယ်တိရစ္ဆာန်ဖြစ်သွားနိုင်တယ်ပိဋ္ဌာဖြစ်သွားနိုင်တယ်မြတ်စွာဘုရားအဲ့ဒီမှာပထမစိတ်ကလတုတ်တန်ဆိုတာရှိတယ်နော်အဲ့ပထမစိတ်ကလတုတ်တန်မှာဆိုဘုရားဘာဟောလဲဆိုတော့အားလုံးလည်းကြားဘူးတယ်ဟိုလိတ်ကန်းကြီးတကောင်နော်သမုဒ္ဒရာထဲမှာသွားနေတာအနှစ်100လောက်မှတစ်ခါလိတ်ကန်းကြီးပေါ်လာတာနှစ်ပေါင်း100ကြာမှအဲ့လိတ်ကန်းကြီးပေါ်လာသွားကြတယ်သွားနေတာနောက်တဘိုးတစ်ခုနော်အပေါက်ဖောက်ထားတဲ့တဘိုးတစ်ခုသူကလည်းမျောချင်တာ6မျောနေတာနော်တဘိုးကြီးရတယ်သူမျောချင်တာမျောနေတယ်လိတ်ကန်းရတယ်သူကသွားချင်တဲ့နေရာကူးခွက်သွားနေတာနှစ်100ကြာမှတစ်ခါပေါ်တယ်အဲ့6သွားနေတဲ့လိတ်ကန်းကြီးနဲ့ဒီတဘိုးဟာတဘိုးအပေါက်ထဲကိုစွတ်ဖို့ဆိုတာပေါ့နော်အလွန်ခန်းရင်းတယ်အဲ့ဒါတောင်မှမြတ်စွာဘုရားကဖြစ်ကောင်းဖြစ်နိုင်တယ်တဲ့ဒါဖြစ်ဖို့မလွယ်ဘူးเนาะဒါပေမဲ့အဲ့ဒါဖြစ်ကောင်းဖြစ်နိုင်တယ်နှစ်တရာမှာပေါ်လာတဲ့လက်ရက်ခေါင်းနဲ့ခုနကမျောချင်တာမျောသွားနေတဲ့တဘိုးရဲ့အပေါက်ဟာเนาะစွတ်မိချင်တော့မနိုင်တယ်ဒါပေမဲ့အပယ်ကျသွားတဲ့လူတယောက်ကเนาะလူဘဝပြန်ရဘဝမဖြစ်နိုင်ဘူးအရင်ခင်းရင်တယ်ဘာဖြစ်လို့လဲဆိုတော့တဲ့ဒီတရိစ္ဆာန်ဘဝမှာငရဲသားဘဝမှာကုသိုလ်လုပ်ခွင့်မရှိဘူးအကုသိုလ်လုပ်ခွင့်မရှိတယ်အဲ့တော့အကုသိုလ်ပြီးရင်အကုသိုလ်ဆိုတော့သူ့တက်ကညှော်နှင်းချက်အတော်တော်နည်းသွားတယ်ရထုံတော့ပြီးတော့မှသင်ဖို့တယ်အပြီးတော့မှတက်မှာအာသနကံဆိုတာရှိတယ်အာစိနကံဆိုတာရှိတယ်အဲ့တော့တရိစ္ဆာန်ဘဝမှာသူ့အတွက်အာစိနကံအကုသိုလ်ပဲသူ့အတွက်အာသနကံအကုသိုလ်ပဲသူ့အတွက်လူဖြစ်ဖို့ chance ကအရင်နည်းသွားတယ်ဘာကံကြောင့်လူဖြစ်နေတယ်လဲဆိုရင်သူ့မှာအပရာပရိယဝေဒနိယကံလို့ခေါ်တယ်ဒီတရိစ္ဆာန်ဘဝကိုမရောက်ခင်ပိဋ္ဌာဘဝကိုမရောက်ခင်ငရဲကိုမကြားခင်မှာလုတ်ခဲ့ဘူးတဲ့ကုသိုလ်တစ်ခုခုကဝင်ပြီးအကျိုးပေးမှသာသူလူဘဝပြန်ရောက်နိုင်တယ်ဟုတ်လားသူတရိစ္ဆာန်ဘဝမှာသူကြီးနိုင်ငယ်ချင်းတက်ဖြတ်မယ်စားတော့မယ်ဟုတ်လားအဲ့ဒီအကုသိုလ်ကြောင့်သေရင်ငဲပြန်ကြမယ်ဟုတ်လားအခါငရဲသားဘဝမှာလည်းအကုသိုလ်တွေထပ်ဖြစ်တယ်တရိစ္ဆာန်ဘဝမှာအကုသိုလ်ထပ်လုပ်တယ်ပြန်ကြတယ်ဆိုတော့ဒီဘဝနဲ့ရုန်းကန်ထွက်မြောက်ဖို့ဆိုတော့မလွယ်တော့ဘူးသူတော်ကောင်းတရိစ္ဆာန်အလွန်ချားပါတယ်နော်တိလာထိန်တဲ့တရိစ္ဆာန်အလွန်ချားတယ်တက်ကြမယ်ဖြတ်ကြမယ်ဆိုတဲ့တရိစ္ဆာန်များတယ်နှိမ့်ဆက်မယ်ဆိုတဲ့ဟာတွေကများတယ်အဲကြောင့်မြတ်စွာဘုရားကအပယ်ဘဝကိုရောက်ပြီဆိုလို့ရှိရင်နော်လူဘဝကိုပြန်ထွက်ဖို့မလွယ်ဘူးဆိုတာဒီအာတနကံအာစိနကံနဲ့ဆိုင်တယ်သူတို့လုံနေကြတနေ့တာလုံနေတဲ့ကံတဘဝလုံးလုံနေတဲ့ကံတွေကအကုသိုလ်တွေကြီးပဲအဲ့တော့ဒီအကုသိုလ်တွေကသူ့ကိုအကျိုးပေးမယ်သာဆိုရင်သူတို့ကပြန်မလွတ်နိုင်တော့ဘူးလေအဲ့တော့ငရဲကြပြင်းကြတရိစ္ဆာန်ဖြစ်ဖြစ်ဖြစ်နေငရဲနဲ့တရိစ္ဆာန်နဲ့ငရဲပိတ်တာဒီ၃ခုကိုလဲထွက်နေတာပဲဒါကြောင့်မြတ်စွာဘုရားကလူဘဝရဖို့အလွန်ခိုင်းနေတယ်ဆိုတာအဲကြောင့်လူဘဝမှာ10မိနစ်တည်းပဲအသက်ရှင်ရရှင်ရအကျိုးရှိရှိနေတဲ့နဲ့လုံတဲ့တယ်လို့ပြောပြတာအဲကြောင့်လူတွေကလူဘဝလွယ်လွယ်ရတယ်ထင်ပြီးတော့အလွယ်တကူအသက်ကိုသေရှင်နေကြတာလည်းမဟုတ်ဘူးမသိရအောင်ဘလောက်ပဲဒုက္ခတွေရောက်ဒုက္ခတွေကအချိန်တိုင်းတာတစ်ခုပဲပြီးကြော်သွားမှာပဲဒါလေးကိုသိခံပြီးတော့ကိုယ့်လူဘဝကိုတန်ဖိုးကြည့်အောင်သုံးချရမှာเนาะအဲတော့အေးဒါလူဘဝတန်ဖိုးကြုံအောင်ပြောပြတာနည်းနည်း